တနင်္ဂနွေသားသမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုနိုဝင်ဘာလအတွက်တလစာဟောစရန်ကိုဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာမိတ်ဆွေကောင်းဆရာကောင်းများကိုညီမဆမှုရပါလိမ့်မယ်ပညာတစ်ခုခုသင်ကြားရတာတင်နန်းတစ်ခုခုတက်ရတာစာမေးပွဲအင်တာဗျူးစတဲ့ကိစ္စတွေမှာအဆင်ပြေအောင်မြင်တာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်ခင်ဗျာဒီကာလဟာမိမိကိုယ်တိုင်လူလဲပင်ပန်းရတတ်တယ်လို့စိတ်လဲပင်ပန်းတတ်တဲ့ကာလဖြစ်ပါတယ်မိမိပင်ပန်းရသလောက်အကျိုးမခံစားရတတ်သေးတဲ့ကာလလို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျာကိုယ်တိုင်လဲမိမိလက်ရှိနေရာအလုပ်စတာတွေမှာမပျော်ပိုက်ဖက်နဲ့ဖြစ်နေတတ်ပါတယ်အလုပ်ကနေထွက်ချင်တာပြောင်းကျင်တာနေရာရွှေ့ကျင်တာဒါမျိုးတွေဖြစ်နေတတ်တဲ့ကာလဖြစ်ပါတယ်ကိုယ့်ရဲ့ထက်လူကြီးအကြီးအကဲလှုပ်ဖော်ကိုင်ဘက်ဆရာတွေနဲ့အစမပြေဖြစ်တာမျိုးတွေကြုံတွေ့နေရတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာငွေကြေးနဲ့ပတ်သက်ပြီးတော့မှတေချာပေါက်ဝင်မယ်ဆိုတဲ့ငွေတွေဟာအကြောင်းမျိုးမျိုးနဲ့ဝင်မဲနဲ့ထင်ငေါ်ကြံ့ကြာနေတတ်ပါတယ်ကိုမထင်ထားတဲ့နေရာကနေငွေကြေးအလုံးရင်းဝင်တာအစုလိုက်ပြုံလိုက်ရတာမျိုးတွေလည်းကြုံတွေ့ရတဲ့အခါဖြစ်ပါတယ်ခင်ဗျာတတိပြုဝမှာကသူတစ်ပါးကိုငွေကြေးချင်းငှားမိရင်စုံပါတတ်ပါတယ်ကိုမရောက်ဖူးတဲ့ရက်ဒေတာမျိုးတွေခရီးသွားတတ်ပါတယ်အဖော်ခရီးဖျားဘူးခရီးမျိုးတွေသွားတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာတတိပြုဝမှာကမိမိနေအိမ်ရဲ့ခေါင်းရင်းနှင်းရှေကန်းစတာတွေမှာလျှက်စစ်နဲ့ပတ်သက်ပြီးဓာတ်လိုက်တာရှော့ဖြစ်တာဒါမျိုးတွေဖြစ်တတ်တဲ့အတွက်ဝါယာကြိုးတွေကိုစနစ်တကျထိမ့်သိမ်းပြုပြင်တဲ့ကာလဖြစ်ပါတယ်မိမိပိုင်နဲ့ရွှေလက်ဝတ်ရတနာပစ္စည်းစတာတွေအကြောင်းမျိုးမျိုးနဲ့ပြစ်တက်ထွက်တတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာအခြေအနေနဲ့ပတ်သက်လို့ရှိရင်တော့အခက်အခဲထဲငေါ့ကြားနေပြီးတော့တယောက်နဲ့တယောက်နားလည်မှုတွေရနေတတ်ပါတယ်အခက်အခဲတွေရှိရင်တောင်မှရင်ဆိုင်ဖြစ်ရှင်းနိုင်မဲ့ကြော်လွှားအောင်မြင်နိုင်မဲ့ကာလဖြစ်ပါတယ်အိမ်တွင်းရေးအိမ်အောင်ရေးစတာတွေမှာတော့စုစုပူပူနဲ့တယောက်တစ်ပေါက်ဆိုသလိုဖြစ်နေတတ်တဲ့ကာလပါပဲကံကောင်းစေတဲ့ကဏ္ဍကတော့9ကဏ္ဍခွန်ကဏ္ဍဖြစ်ပါတယ်ကံကောင်းစေတဲ့အကျိုးပေးတဲ့အရောင်ကတော့အဝါရောင်ရွှေရောင်ဖြစ်ပါတယ်ခင်ဗျာဒီကာလမှာအညံ့ခိုက်တွေပြပြောက်ပြီးကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်ကြာတပရိနေမနဲ့စောစောမှာအိမ်ဖျားမှာပေါမုံထောဘတ်တို့5ချက်ကတ်လူပူဇော်ပြီးတော့မှဆုတောင်းရပါတယ်ခင်ဗျာ